passport ဓာတ်ပုံရိုက်ဖို့အတွက်ကျွန်တော်တို့sign သွားပြီးတော့ရိုက်เสียလူတော့မှာမဟုတ်ဘူးလို့ American နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကပြောပါတယ်သူပြောထားတဲ့အတိုင်းအင်္ဂလိပ်လိုသူတို့ရေးတဲ့ဟာကျွန်တော်အနေငယ်ဖတ်ပြပြီးတော့မှကျွန်တော်တို့အဲ့ဒီသူပြောသွားတဲ့စနစ်တစ် new system အကြောင်းကိုကျွန်တော်တို့ဆွေးနွေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်သူတို့ရေးထားတဲ့အတိုင်းသူပြောထားတဲ့အတိုင်းဒီမှာအင်္ဂလိပ်လိုနည်းနည်းဖတ်ပြလိုပါတယ် According to recent remarks by U.S. Secretary of State Marco Rubio, the U.S. State Department is developing a new system that would allow Americans to take passport photos at home using a smartphone or laptop camera. Facial recognition technology would verify that the photo meets passport requirements. The goal is to let people complete almost the entire passport application process online, reducing the need to visit stores or passport photo centers. ဒီမှာအများကြီးသူတို့ရေးထားတာရှိပါတယ်ဒါပေမဲ့သူတို့ဒီခုနကျွန်တော်တို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောသွားတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဘာတွေပြောင်းလဲမလဲဘယ်သူတွေအတွက်ကျိုးစီးမလဲပြီးတော့အရေးကြီးတဲ့အရာကခုနကျွန်တော်ဖတ်သွားတဲ့ဟာဘာလဲဆိုတော့အဲ့ဒါက facial recognition အဲ့ဒါ AI နဲ့သူ AI နည်းပညာသူတို့အသုံးပြုတာဖြစ်တယ်နော်ပြီးတော့ဒီစနစ်ကဒီ new system ကကျွန်တော်တို့ passport ရှောက်ထားတဲ့အချိန်မှာဘယ်လိုလဲ process မြန်ဆန်မလားနှင်းစင်မလားစူတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေငယ်ဒီမှာဆွေးနွေးချင်တာကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အရင်တုန်းကတော့ passport လုပ်ဖို့အတွက်ကျွန်တော်တို့ passport ရိုက်ရတယ်နော် US passport လုပ်ဖို့အတွက် passport size photo ရိုက်ရတယ်အဲ့ဒါကိုကျွန်တော်တို့ Walgreen မှာတွားရိုက်မလားဒါမှမဟုတ် CVS ပြီးတော့တခြားဓာတ်ပုံဆိုင်တွေမှာတွားရိုက်ရမယ်ပြီးတော့ background ကအဖြူရောင်ဖြစ်ရမယ်စသဖြင့်ပေါ့နော်ကျွန်တော်တို့ပြီးတော့သူတို့ကလည်းပြောထားတယ်မလားအဝတ်စားကောင်းကောင်းလေးဝတ်ရမယ်စပင်တည်ချာလုပ်ရမယ်ပြီးတော့ဒီဓာတ်ပုံဆရာက smile ပေါ့နော်ပြီးတော့ look straight down smile open your eyes စသဖြင့်ကျွန်တော်တို့တကယ်တမ်းဆိုလို့ရှိရင်တော့ကူမဟုတ်တဲ့လူတယောက်လူထိုင်ရတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီဆိုင်အဲ့လိုဆိုင်မျိုးသွားတဲ့အချိန်တိုင်းပေါ့အဲ့တော့အခုတော့ခုနကျွန်တော်ပြောသလိုနိုင်ငံခြားရေးဝန်ကြီးပြောထားတဲ့အတိုင်းဆိုလို့ရှိရင်တော့အိမ်မှာပဲရိုက်လို့ရမယ်ခုနသူပြောသလိုပေါ့နော် smartphone ဒီလိုမျိုး iPhone ဘယ်ဖြစ်တခြား Samsung smartphone ကင်မရာနဲ့ဖြစ်ပြီးတော့ဒီ laptop ကင်မရာအခုကျွန်တော်သုံးတဲ့ laptop ကင်မရာနဲ့ရိုက်လို့ရမယ်ဒါပေမဲ့ပြဿနာတစ်ခုရှိတာကသူတို့မပြောထားတဲ့ဟာကသူတကယ်တမ်းဆိုလို့သူပြောတဲ့အချိန်မှာသူပြောတဲ့ဟာကျွန်တော်နားမထောင်လိုက်ရဘူးသူမီဒီယာတွေကရေးတဲ့ဟာကျွန်တော်ပြန်ယူတယ်ဆိုတော့အဲ့မှာတခုပြဿနာရှိနိုင်တာကခုနပြောသလိုပေါ့အိမ်မှာရိုက်တဲ့အခါမှာနှုတ်ခမ်းကဘယ်လိုဖြစ်မလဲစသဖြင့်ပေါ့တချို့အိမ်တွေမှာတော့အရန်ဘယ်လိုပြောမလဲဒီလိုမျိုး background ဒီမှာDVD ရှိမလားပြီးတော့အများကြီးပြဿနာတော့ရှိနိုင်တယ်ပေါ့နော်ခွေးဒီမွေးတဲ့အမိသားစုရှင်တော့တပုံရိတ်တဲ့ခွေးအမေးနာမှာခွေးဒီပါလို့ရမလားစသဖြင့်ပေါ့အဲ့တော့အဲ့ဒါကတော့သူတို့ကခုနပြောသလိုပေါ့ဗာဖြစ်နှုတ်ခမ်းကတော့အဖြော်ရောင်ပဲသူတို့ဖြစ်ရမယ်ဆိုတဲ့ပုံစံတော့လာလိမ့်မယ်ထင်တယ်ဒါပေမဲ့ဒီပညာကဘယ်လိုပြောမလဲအများကြီးအစဉ်ပြေနိုင်စေပေမဲ့ဘယ်လိုပြောမလဲအထူးသဖြင့်အသက်ကြီးသူတွေတဲ့သူတွေနော်ပြီးတော့ကားမောင်းဖို့
အခက်ခဲရှိတဲ့သူတွေပြီးတော့အလောက်များတဲ့သူတွေအခုက day off လုံးဝများတဲ့သူတွေအတွက်ကျွန်တော်လူမျိုးပေါ့နော်ပြီးတော့အဝဲမှာနေထိုင်သူတွေအတွက်အချိန်နဲ့ငွေကိုချွေတာနိုင်တဲ့ချွေတာမဲ့နေရာမှာတော့အရန်အကျိုးရှိမယ်လို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့လူတချို့ကသူတို့ရဲ့အခုတောင်မှသူတို့ရဲ့ဘယ်လိုပြောမလဲစိုးရင်မှုဒီပြောတာလည်းရှိတယ်ဗာလေဆိုလို့ရှိရင်တော့ခုနပြောသလိုပေါ့ကျွန်တော်တို့မျက်နှာကို AI ကနေစစ်မယ်ဆိုတော့AI ကဒီစနစ်တိက facial recognition ကဘယ်လောက်ထိလုံခြုံမလဲပေါ့နော်ဓာတ်ပုံနဲ့ပတ်သက်တဲ့ကိုကြီးအချက်လက်တွေဘယ်လိုကာကွယ်မလဲဆိုတဲ့မေးခွန်းတွေရှိကြတယ်နီးပညာကအရှင်ပြည်မှုပေးတယ်လို့လုံခြုံရေးကိုလည်းအရေးကြီးစွာစဉ်းစားရမှာတော့ကျွန်တော်တို့အများကြီးလိုလိမ့်မယ်လို့ကျွန်တော်လည်းထင်တယ်ဒါပေမဲ့ကျွန်တော်တို့အမေရိကမှာနေတဲ့ကျွန်တော်တို့မြန်မာတွေအတွက်အဓိကကတော့ဒီလို digital system တွေတူလာတာနဲ့အမျှပေါ့နော်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲအင်္ဂလိပ်စာပြီးတော့ technology အသုံးပြုနိုင်မှု online service တွေနားလည်မှုကပိုပြီးတော့အရေးကြီးလာပါတယ်အရင်တုန်းကတော့ဘယ်လိုပြောမလဲ passport photo ရိုက်ဖို့ဆိုင်ကိုတွားရမယ်ပေါ့နော်ဘယ်လိုပြောမလဲခုနပြောသလိုပေါ့CVS တွားမလား Walgreens တွားမလားပြီးတော့သူတို့တပ်ပုံဆိုင်ဒီတွားမလားဆိုတဲ့ခက်ကနေအခုတော့ဖုန်းနဲ့ကိုယ်တိုင်လုံနိုင်တယ်ဆိုတဲ့ခက်ကိုရောက်လာပြီဆိုတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဖုန်းတုံးတဲ့နေရာမှာလဲပြီးတော့တပ်ပုံကိုရိုက်တဲ့နေရာမှာပြီးတော့ခုနပြောသလိုပေါ့ AI နဲ့သူတို့ဗာလဲဒီ facial recognition ကသူတို့လုပ်မယ်ဆိုတော့ဒီဟာဒီကတော့ကျွန်တော်တို့ digital ဖက်မှာကျွန်တော်တို့အများကြီးလေ့လာဖို့တော့လိုလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့ခုနပြောသလိုပေါ့လူတော်တော်များများအတွက်ကတော့ပို့ပြီးတော့ဒီစနစ်ကပို့ပြီးတော့အကျိုးဖြစ်စေမယ်လို့ကျွန်တော်ထင်တယ်เนาะကျွန်တော်တို့အဲ့ဒီဗာလဲဓာတ်ပုံဆိုင်တွေတွားရှာမလို့ပဲနဲ့သူတို့ဒီလူမျိုးဘယ်လိုပြောမလဲဒီဓာတ်ပုံပဲရိုက်လို့ရမလားပြီးတော့ဒီ passport sign ဒီဥပမာဖြင့်စာတိုက်ပေါ့နော်ကျွန်တော်ရှုပ်တုံးကဆိုလို့ရှိရင်စာတိုက်ကိုတွားရတယ်စာတိုက်မှာ form လေးဖြည့်ပြီးတော့မှနော်ဟာလာဒီအဲ့မှာ passport ဒီအဲ့ဒီစာတိုက်မှာပဲစာတိုက်ရုံးမှာပဲကျွန်တော်ဓာတ်ပုံလဲရိုက်ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့အခုကအိမ်မှာဓာတ်ပုံပဲရိတ်လို့ရမလားအိမ်မှာရော form online နဲ့ဖြည့်ပြီးတော့မှအဲ့ဒီစာတိုက်တွေကိုမတွားဘဲနဲ့တခါတည်းဟိုကျွန်တော်တို့ citizen ရှုပ်တဲ့ဟာလိုမျိုးပေါ့နော်ကျွန်တော်တို့အဲ့ဒီသူတို့ဒီစာတိုက်ဒီနေရာစာတိုက်ဒီဟိုမတွားဘဲနဲ့လုံးရမရဆိုတာကတော့ကျွန်တော်တို့ဒီမှာရီးမထားတော့ကျွန်တော်အဲ့ဒါကတော့ပြောလို့မရသေးဘူးအခုသူတို့ရီးထားတဲ့အတိုင်းဆိုလို့ရှိရင်တော့ passport ကိုဆိုင်မှာတွားရှာလူတော့မှမဟုတ်ဘူးအိမ်မှာပဲအေးဆေးရိတ်လို့ရတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်